မော်ရင်ညိုနဲ့အမ်ဘာပေတာပေါင်းမိရင်ဘလုံဒီအော့ကတခြားသူရစရာအကြောင်းမရှိဘူးမော်ရင်ညိုတယောက်ရီယဲကိုတကြော့ပြန်လာတော့မှလားဘောလုံးလောကရဲ့ထိပ်တန်းနီးပြတအုပ်ဖြစ်တဲ့ဂျိုဆေးမော်ရင်ညိုနဲ့နမေကျော်ရီယဲမဒရစ်အသင်းတို့ရဲ့ဂျားကစိတ်ဝင်စားစရာအခြေအနေတွေကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်မော်ရင်ညိုတကြော့ပြန်ရီယဲမဒရစ်ကိုရောက်လာမလားဆိုတာကအခုလက်ရှိမှာအတော်လေးရေပန်းစားနေတဲ့အကြောင်းအရာတစ်ခုပါပဲတကယ်တော့ဒါကအခုမှအသည့်အစမ်းထွက်ပေါ်လာတဲ့သတင်းတော့မဟုတ်ပါဘူးလွန်ခဲ့တဲ့2ပတ်3ပတ်လောက်ကတည်းကကျွန်တော်တို့ဒီအကြောင်းကိုဆွေးနွေးခဲ့ကြပူပါတယ်အခုနောက်ဆုံးရရှိထားတဲ့သတင်းတွေအရမော်ရင်ညိုကိုတိုင်ကလည်းရီယဲမဒရစ်ကိုပြန်လာဖို့အတော်လေးကိုစံတားကြည့်နေတာကိုအတီးပြုတ်နိုင်ခဲ့ပါပြီမော်ရင်ညိုဟာရီယဲမဒရစ်အသင်းနဲ့ပတ်သက်ရင်ထူးခြားတဲ့တန်ရောစင်ရှိသူပါသူဟာဒီကလပ်အသင်းပေါ်မှာအမြဲတမ်းအားတက်သရောရှိနေတတ်တယ်လို့အသင်းဥက္ကဋ္ဌဖလော်ရန်တီနိုပါရက်စ်နဲ့လည်းအလွန်ကောင်းမှုနဲ့ပုံကူကြီးဆက်ဆံရေးရှိပါတယ်ဒါအပြင်ရီယဲမဒရစ်ပရိသတ်တွေစီကရရှိခဲ့တဲ့အားပေးထောက်ခံမှုတွေကိုလည်းသူကအမြဲတမ်းတန်ဖိုးထားလိရှိပါတယ်ဒါကြောင့်မော်ရင်ညိုဘက်ကတော့ရီယဲမဒရစ်ကိုပြန်လာဖို့ yes လို့ပြောဖို့အဆင်သင့်ရှိနေတာကတော့တန်တရားဖြစ်စရာမလိုတော့ပါဘူးအသင်းနဲ့ပရိသတ်တွေနဲ့ပါအဆင်ပြေနေတဲ့အတွက်ဒီပေါင်းစည်းမှုကမဖြစ်နိုင်တာမျိုးမဟုတ်ပါဘူးဒါကတော့ဂျိုစီမော်ရင်ညိုနဲ့ရီယဲမဒရစ်တို့ရဲ့လက်ရှိအခြေအနေပဲဖြစ်ပါတယ်ဒီတကြော့ပြန်ဆုံစည်းမှုတကယ်ဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်အောင်ပါ